2012ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာ anonymous user တယောက်က internet forum တစ်ခုမှာပုံတစ်ပုံတင်ခဲ့ပါတယ်။ပုံထဲမှာစီကာတာလို့ခေါ်တဲ့ပိုတမျိုးရဲ့ logo ပဲပါပြီးအောက်မှာ message တစ်ခုပါပါတယ်။အဲ့ဒါကတော့ we are looking for highly intelligent individuals ဆိုတဲ့ puzzle ပဲဖြစ်ပါတယ်။ puzzle ကိုဖြေဖို့ဆိုရင် image ထဲမှာ hidden message တွေကိုရှာရပါမယ်။ဒါက puzzle ရဲ့ပထမအဆင့်ပဲဖြစ်ပါတယ်။ puzzle ကိုဆက်ဖြေရတဲ့သူတွေကတော့စာသားတွေဝတ်ထားတဲ့နည်းပညာတွေကိုအသုံးပြုရပါတယ်။ဒါပေမဲ့အထူးဆန်းဆုံးကတော့ puzzle clues တွေက internet ထဲမှာပဲမဟုတ်ပါဘူး။2012ခုနှစ်မှာ United States, France, Japan, Russia, Spain စတဲ့နိုင်ငံတွေမှာစီကာတာပိုစတာတွေပေါ်လာခဲ့ပါတယ်။ပိုစတာတွေမှာ QR code တွေပါရှိပြီး scan လုပ်လိုက်ရင် puzzle ရဲ့နောက်ထပ် level အသစ်တစ်ခုထပ်ပေါ်လာပါတယ်။အဲဒါကြောင့်လူတွေကစဉ်းစားလာကြတယ်ဒီ puzzle ကိုဘယ်သူတွေဖန်တီးရလဲ။တချို့လူတွေကတော့ဒီ puzzle ကို Government Intelligence Agency တခုက genius hacker တွေကိုရှာဖွေဖို့လုပ်တာလို့ထင်ကြတယ်။တချို့ကတော့ Secret Society တခုက member အသစ်ယူဖို့လုပ်တာလို့ထင်ကြတယ်။ဒါပေမဲ့ Sikata 3301ကတခါမှသူတို့ဘယ်သူလဲဆိုတာမဖော်ပြခဲ့ပါဘူး။ puzzle ကိုအောင်မြင်စွာဖြေရှင်းနိုင်ခဲ့တဲ့သူတွေရှိပေမဲ့သူတို့ဘာဖြစ်သွားလဲဆိုတာဘယ်သူမှမသိကြပါဘူး။2012 2013 2014 Sikata 3301 puzzle တွေဟာနှစ်ပိုင်းနီးပါးပေါ်ပေါက်လာခဲ့ပါတယ်။ဒါပေမဲ့ဒီအဖွဲ့အစည်းရဲ့အချက်လက်တွေကိုဘယ်သူမှမဖော်ထုတ်နိုင်သေးပါဘူး။အဲ့တော့မေးစရာပဲကြံခဲ့တယ်။ Sikata 3301ကဘယ်သူတွေပါလဲ။ပြီးတော့သူတို့ဘာကြောင့် internet ပေါ်မှာဒီလိုထူးဆန်းတဲ့ puzzle တွေဖန်တီးခဲ့တာလဲ။ဒီလိုစိတ်ဝင်စားစရာတွေကိုထပ်ကြည့်ဖို့ subscribe လုပ်ထားပါ။